ဒီနေ့မတ်စာပြပြမဲ့အကြောင်းအရာကတော့လက်ပန်းပင်လေးတွေအကြောင်းဖြစ်ပါတယ်လက်ပန်းပင်လေးတွေကိုမိမိအိမ်ကဘယ်နေ့သားသမီးမစုပေါ့နော်မိမိအိမ်မှာရှိတဲ့လက်ခေါ်တဲ့နေရာလေးမှာလက်ခေါ်ပန်းလေးတွေပေါ့နော်လက်ပန်းပင်လေးတွေထားရှိရဆိုရင်မိမိအိမ်ကချမ်းသာကြွယ်ဝတယ်လက်လပါရှင်လန်းတယ်ဒီလိုမျိုးအယူဆတွေနဲ့ဖုံးရွှေအကြောင်းကိုမတ်စာဒီနေ့ပြောပြမှာဖြစ်ပါတယ်ကဲဒါဆိုရင်မိမိအိမ်ရဲ့လက်ခေါ်နေရဆိုတာဘယ်နေရာလဲမိမိအိမ်ရဲ့လက်ခေါ်နေရဆိုတာမိမိနေအိမ်ကနေပြီးတော့အဝင်ဝါရဲ့ဘယ်ဘက်ထောက်နေရကအကောင်းဆုံးအသင့်တော်ဆုံးဖြစ်တယ်မိမိအိမ်တကားဝါနေရက်ပြီးတော့အိမ်ထဲကိုမျက်နှာမူလိုက်ရင်မိမိရဲ့ဘယ်ဘက်ထောက်နေရကလက်ခေါ်နေရလုပ်ဖို့အတွက်နေရကောင်းလေးပေါ့နော်အဲ့နေရာကမိမိရဲ့ချမ်းသာကြွယ်ဝတာတွေကံကောင်းတာတွေကိုစောင့်ခြင်းပေးမဲ့နေရာလေးဖြစ်တယ်အဲ့လက်ခေါ်နေရာလေးပေါ့နော်အဲ့လက်ခေါ်နေရာမှာလက်ခေါ်ပစ္စည်းတွေကအများကြီးရှိတယ်တချို့ကကြတော့ဝက်ရုပ်စုဘူးလေးတွေပေါ့နော်ဆိုတော့အဲ့မျိုးလေးထားတယ်နောက်ပြီးကြတော့ငါးကန်လေးတွေထားတယ်ဒါမျိုးလေးတွေကလည်းလက်ခေါ်နေရာမှာလက်ခေါ်ပစ္စည်းတွေထားပြီးတာအတွက်ကောင်းတဲ့ဟာမျိုးလေးတွေဖြစ်တယ်ဒါပေမဲ့နောက်တစ်ခုကလက်ခေါ်နေရာမှာလက်ခေါ်ပစ္စည်းဖြစ်တဲ့စိမ့်လန်းတဲ့အပင်လေးတွေထားပြီးတာကပို့ပြီးတော့ချမ်းသာကြွယ်ဝခြင်းကိုယူဆောင်ပေးနိုင်တာမျိုးဖြစ်တယ်လက်ခေါ်ပစ္စည်းအနေနဲ့ပန်းပင်လေးတွေထားပေးတာကချမ်းသာကြွယ်ဝမင်းတွေကိုယူဆောင်ပေးနိုင်တဲ့ရတနာတစ်ပါးလို့လည်းသတ်မှတ်ကြတယ်။များသောအားဖြင့်ဘလို့အပင်မျိုးကိုထားကြမလဲလို့မေးလာတဲ့ခါကျရင်စီးစိမ်ဥစ္စာဒနာတွေချမ်းသာကြွယ်ဝမှုအများအပြားကိုစောင့်ခြင်းပေးတဲ့ဖုံးရွှေနီလန်တွေကအပင်လေးနှမျိုးကြောင်းပြောပြမယ်နော်။တပင်ကတော့ jade tree လို့ခေါ်ပါတယ်။ဒီအပင်လေးရဲ့ပုံစံလေးကအရွက်ကလေးတွေကကြောင်စိမ့်လိုမျိုးပဲစိမ့်လေးနဲ့ဒါဒီဖုံးရွှေအစီရင်တွေကပါတဲ့ jade tree ပုံစံအသစ်ပင်မျိုးပေါ့နော်ဒီဟာလေးကဂိမ်းငါပုံစံအရွယ်စားမျိုးလေးနဲ့လည်းတူပါတယ်နောက်ထပ်အပင်တစ်မျိုးရှိပါတယ်နောက်ထပ်အပင်တစ်မျိုးကတော့သူကကြတော့ဒေါ်လာပလန့်လို့လည်းခေါ်ကြတယ်သူ့အပင်ရဲ့အရွက်ကလေးတွေကဝိုင်းလေးပုံစံမျိုးရှိရပေါ့နော်ဒီအပင်နှစ်မျိုးကိုလက်ခေါ်နေရမှာလက်ခေါ်ပစ္စည်းအနေနဲ့လက်ခေါ်ပန်းပင်တွေကိုစိုက်ပျိုးထားသေးခြင်းအပြင်မိမိအိမ်မှာစီးပွားလက်လာပါတယ်ရှင်လန်းပေးပါတယ်မိမိအိမ်ရဲ့စီးပွားတိုးတက်မှုကိုလည်းဒီအပင်လေးတွေကဆွဲဆောင်ပေးတတ်ပါတယ်เนาะတခုတတိထားမှာကမိမိအိမ်မှာလက်ခေါ်ပစ္စည်းဖြစ်လက်ခေါ်နေရမှာလက်ခေါ်ပန်းပင်လေးတွေထားပြီဆိုရင်ဒီပန်းပင်လေးတွေကိုစိုက်ထားတဲ့ပန်းပင်လေးတွေအရွက်ညှိုးသွားတာတွေဝါသွားတာတွေအရွက်တွေ6တွေ့သွားတာမျိုးတွေရှိတဲ့ဟာမျိုးဆိုရင်တော့အဲ့ဒီဟာလေးတွေကိုအမြန်ဆုံးဖယ်ပေးရမယ်เนาะဒါမျိုးလေးတွေရှိနေတယ်ဆိုရင်တော့မိမိလက်လာပါကိုထိခိုက်စေတတ်လို့ပဲဖြစ်ပါတယ်เนาะကဲအဲ့တော့လက်ခေါ်နေရမှာလက်ခေါ်ပန်းပင်စိုက်ပြီးဆိုပါစို့လက်ခေါ်ပန်းပင်စိုက်ပြီးလက်ခေါ်ပန်းပင်စိုက်ဖို့အတွက်ပန်းအိုးဆိုရင်လေကျွေပန်းအိုးအဖြူရောင်လေးတွေကပို့ပြီးတင့်တော်ပါတယ်ကျွေပန်းအိုးဒါမှမဟုတ်ရင်ညီပန်းအိုးကြေးဝါပန်းအိုးတို့နဲ့လည်းစိုက်ပျိုးထားလို့ရပါတယ်เนาะကဲလက်ခေါ်တဲ့နေရာမှာလက်ခေါ်သစ်ပင်လေးဖြစ်တဲ့ jade tree နဲ့ဒေါ်လာပလန့်လေးတွေဒါမျိုးလေးတွေထားရှိပေးခြင်းအပြင်လက်လာပါတွေတိုးပွားကြပါစေလို့မှတ်စာဆန္ဒပြုလိုက်ရပါတယ်เนาะ